မြန်မာချောင်းမြင့်ရတနာတွေဘာကြောင့်ကဘာကျော်ရတာလဲပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့တော်ဝင်ရွှေ YouTube Channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့မြန်မာချောင်းမြင့်ရတနာတွေကဘယ်လိုအချက်တွေကြောင့်ကဘာကျော်ရတာလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကဘာကျော်မြတ်လောကမှာမြန်မာနိုင်ငံဆိုတာရတနာမြေလို့တင်စားခံရလာအောင်ကိုဂုဏ်သတင်းကြော်ကြားပါတယ်မြန်မာနိုင်ငံဆိုတာတယံဇာတပေါ်ကျွားတဲ့နိုင်ငံဖြစ်သလိုကမ္ဘာအကောင်ဆုံးပထမတွေရှားပါကြောက်စိန်တွေထွက်ရှိရာနေရာလည်းဖြစ်ပါတယ်နော်။ဒါတင်မကသေးပဲမြန်မာနိုင်ငံကထွက်တဲ့ကြောက်မြတ်တွေကကမ္ဘာထိပ်တန်းလီလံပွဲတွေမှာစံချိန်တင်ဈေးနှုန်းတွေနဲ့ရောင်းချပြီးတော့လူအများစုလိုချင်နေကြတဲ့ကြောက်မြတ်တွေပဲဖြစ်ပါတယ်။ဒါဆိုရင်ဘလို့အချက်တွေကမြန်မာကြောက်မြတ်ကိုကမ္ဘာကျော်စီရလဲဆိုတာဆက်ပြီးလေ့လာကြည့်လိုက်ရအောင်နော်။မြန်မာနိုင်ငံမှာအကောင်းဆုံးကျောင်းမြင့်ရတနာတွေထွက်ရှိတဲ့နေရာကတော့မိုးကုတ်ဒေသပဲဖြစ်ပါတယ်။မိုးကုတ်ဟာကမ္ဘာမြေပုံပေါ်မှာရတနာမြေလိုတော့အတိမတ်ပြုခံထားရတဲ့နေရာလေးတစ်ခုဖြစ်ပြီးတော့ကမ္ဘာအကောင်းဆုံးရေသွေးရှိတဲ့ပတက်များတွေအပြာရောင်တောက်ပြီးစိန်ပြားလို့တန်ဖိုးရှိတဲ့နီလာတွေထွက်ရှိတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကျောင်းမြင့်ရတနာနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်ပညာရှင်တိုင်းကမိုးကုတ်ကျောင်းမြင့်ဆိုရင်အထူးတလဲတန်ဖိုးထားကြတာပဲဖြစ်ပါတယ်။မြန်မာကြောင်မြတ်ရတနာတွေရဲ့အားသာချက်ကတော့လူကိုယ်တိုင်ပြပြင်ထိန်သိမ်းစရာမလိုဘဲနဲ့သဘာဝအတိုင်းအယောင်တန်ဆင်ပြီးတော့တောက်ပြောင်နေတာဖြစ်ပါတယ်။အခြားနိုင်ငံကထွက်ရှိတဲ့ကြောက်တွေကအယောင်လှဖို့အတွက်ဆိုရင်အပူပေးပြီးပြပြင်တာမျိုးတွေအများကြီးလုပ်ရပါမယ်။မြန်မာနိုင်ငံကထွက်ရှိတဲ့ကြောက်တွေကတော့သဘာဝအတိုင်းကိုပဲအယောင်ကဆူပြနေရကြောင်းကဘာပေါ်မှာဈေးအမြင့်ဆုံးရနေတဲ့ကြောက်တွေဖြစ်ပါတယ်။ဒါပေမဲ့တခုသတိချက်ရမှာကတော့အခုနောက်ပိုင်းမှာမိုးကုတ်လိုဒေသမျိုးတွေမှာတော့ကျောက်မြတ်ရတနာအထက်နှုန်းကတိတိတသားရောနေလာပါပြီနော်ဒီတော့ပစ္စည်းတွေကရှားလာလေးလေးဝယ်ချင်တဲ့သူကပိုများလာလေးလေးဖြစ်လို့မြန်မာကျောက်တရဲ့ရေရှည်တန်မိုးကလည်းတရိပ်ရိပ်တန်နေရပဲဖြစ်ပါတယ်ဒါတင်မကသေးပါဘူးကဘာတဝမ်းမှာရှိတဲ့ရတနာစုဆောင်းသူတွေနဲ့လေလံကုမ္ပဏီကြီးတွေမှာမြန်မာကျောက်မြတ်ရတနာတွေကအမြဲတမ်းထိပ်တန်းနေရကနေဝယ်လို့အားရှိနေပါတယ်အထူးသဖြင့်တော့ရှားပါပြီးအရေးသွေးမြင့်တဲ့မြမရတနာတွေကိုပိုင်ဆိုင်ထားခြင်းကဒနဥစ္စာကျွဲဝါမှုရဲ့ပြရုပ်တစ်ခုလို့နိုင်ငံတကာကလည်းသတ်မှတ်ထားကြတာဖြစ်ပါတယ်နော်။ဒီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့မြမကျောင်းမြင့်ရတနာတွေဆိုတာတဘာဝကပြီးတဲ့လက်ဆောင်စစ်စစ်တွေဖြစ်လို့ရင်းနှီးမြှုပ်နှံသူတွေအတွက်ကတော့အလွန်ချုံဆုံးတဲ့အကျိုးမြတ်များဆုံးရတနာတွေပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါနောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်ကျမတို့ရဲ့တော်ဝင်ရွှေ YouTube Channel လေးကို Subscribe လုပ်ပေးခဲ့ကြပါဦးနော်အစုံနေကြည့်ပေးလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်